ခုကတော့ဘယ် broker မှာဘယ်လောက် deposit အနည်းဆုံးစပြီးတော့ထည့်လို့ရပြီးတော့ဗောလေဘယ်လောက် withdraw အနည်းဆုံးစပြီးတော့လုပ်လို့ရတယ်ဆိုတော့ပတ်သက်ပြီးတော့တစ်ခုချင်းစီပြောတော့မှာဖြစ်ပါတယ်တော့အရင်ဆုံးမပြောခင်မှာကျွန်တော်စီမှာဝန်ဆောင်မှုပေးတဲ့ broker က၄ခုရှိတယ်အဲ့ဒါပါလဲဆိုကျွန်တော်တို့ VT market ပြီးရင် Altima market ပြီးရင် Amishman market နဲ့ကျွန်တော်တို့ KBB market ဆိုပြီးတော့ရှိတယ်ဒီ broker ၄ခုမှာဘယ်ဥစ္စာက deposit အနည်းဆုံးဘယ်လောက်ရမလဲ withdraw ဘယ်လောက်ရမလဲပြီးလို့ရှိရင်ရော withdraw အရေးအတွက်ကဘယ်လောက်ရမလဲဆိုတော့ပတ်သက်ပြီးတော့ပြပြပေးမယ်နံပါတ်1 VT market မှာကိုက current trading ကောက်ဖွင့်ပြီးရောင်းဝယ်လုပ်မယ်ဆိုရင်ကျွန်တော်တို့ minimum $10 နဲ့စပြီးတော့ငွေသွင်းငွေထုတ်လုပ်လို့ရတယ်24 night stand by လုပ်လို့ရတယ်ချိန်အကန့်အသတ်မရှိလုပ်လို့ရတယ်နောက်တစ်ခုက Altima market မှာဆိုရင်တော့အနည်းဆုံးကိုက$50 deposit ကစထည့်ရတယ် withdraw က$40ကအနည်းဆုံးစပြီးတော့ထုတ်လို့ရတယ်ဒီမှာလည်း unlimited ပဲတစ်လောက်ထုတ်လို့ရတယ်အရေးတက်ကန့်သတ်ထားခြင်းမရှိဘူးနောက်တစ်ခုက MH market ကိုပြောမယ်ဆိုသူက$10နဲ့စပြီးတော့သွင်းလို့ရတယ်ထုတ်လို့ရင်$10စပြီးတော့ထုတ်လို့ရတယ်ဒါပေမဲ့သူ့မှာကတစ်လလုံးနေမှာအချိန်9ချိန်ပဲကျွန်တော် free withdraw ထုတ်လို့ရတယ်အဲ့နောက်ထပ်ပိုသွားတယ်ဆိုရင်ကျွန်တော်$300အောက် withdraw တွေအကုန်လုံးဆိုရင်ကျွန်တော်တို့က$5 charge ရှိမယ်ကိုကငွေတစ်ခါထုတ်တိုင်းမှာငွေထုတ်ခ$5ဆိုပြီးတော့ပေးရလိမ့်မယ်နောက်ဆုံးတစ်ခုပေါ့လေ KBB market ကတော့ငွေသွင်းလို့ရှိရင်$10ရတယ်ငွေထုတ်လို့ရှိရင်လည်း$10စပြီးတော့ထုတ်လို့ရတယ်ဒါပေမဲ့သူ့မှာကတရက်လုံးမှာ3ချိန်ပဲငွေထုတ်ခွင့်ရမယ်အဲ့ဒါပို့ပြီးတော့ထုတ်လို့မရဘူး broker တစ်ခုချင်းစီရဲ့ဟာလေးကိုကျွန်တော်ကကိုယ်တိုင်လုပ်မယ်ဆိုပြီးပြပြပေးတာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာ screen ကောင်းဖွင့်မယ်ဆိုရင်တော့အတွင်းဖြစ်စေအထုတ်ဖြစ်စေ$50နဲ့စပြီးတော့အနည်းဆုံးဝန်ဆောင်မှုပေးပါတယ်ဆိုတော့ဖြစ်ပါတယ်